အားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့နော်ဒီ Facebook page မှာဗီဒီယိုတွေတင်လို့စီပေါ့နော်ဒီ copyright စီလားမစီလားစစ်ဆေးတဲ့နေကိုကျွန်တော်ဒီနေ့တစ်ချက်လာလုပ်ပြပေးမှာဖြစ်ပါတယ်okay awesome လာဆိုင်နေလနေကိုပလတဲ့ဗီဒီယိုလေးပေးဖယ်တယ်လေပါနဲ့ဖလောခုပိတ်ချောင်းတယ်လေပါနော်အဒီဗီဒီယိုကပေးcopyright လပါသူမလေးတင်ရခလဲတင်ရလပါတယ်လေပါနော်ကဲ YouTube ဒီဗီဒီယိုနေနော် okay ပထမဆုံးပေါ့နော်ကျွန်တော်ဒီ comment မှာကျွန်တော်ဒီ link တစ်ခုကျွန်တော်ချတာပေးပါမယ်အဲ့ဒီ link ကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ပေါ့နော်ကျွန်တော်ဒီ Google Chrome ကိုသူတန်းရောက်ပါမယ် okay သူတန်းရောက်လို့ရှိရင်ပေါ့နော်ဒီနေရာကိုသူတန်းရောက်မယ်ပေါ့နော် okay သူဒီလိုမျိုးပေါ်လာလို့ရှိရင်ကျွန်တော်ဒီ new face ကိုတစ်ချက်နှိပ်လိုက်ပါ okay ဒါကြောတော့ပေါ့နော်ကျွန်တော်တို့ဒီ browser မှာကျွန်တော်တို့ဒီ video တွေတင်တယ် copyright စစ်တဲ့နေပေါ့နော်ဒီမှာကျွန်တော်တို့73ကိုနှိပ်မယ်ပြီးသွားလို့ရှိရင် desktop site မထားထားတဲ့လူတွေပေါ့နော်ဒီ desktop site ကိုတစ်ချက်ထားထားလိုက်ပါ okay ပါအဲ့ဒါဆိုရင်ဘယ်မှာနှိပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ more ဆိုတာစီးတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာ upload video စီးတယ်ပေါ့နော်အဲ့ဒီ upload video ကိုကျွန်တော်တစ်ချက်နှိပ်မယ်ဒီနေရာရောက်လို့ရှိရင်တော့as video ပေါ့နော်အဲ့ဒီ app video ကျွန်တော်ချက်နှိပ်မယ်ကျွန်တော် video တစ်ပုတ်ကျွန်တော်ယူလိုက်မယ်ပေါ့နော် video ယူပြီးသွားပေါ့နော်ဒီအပေါ်မှာကျတော့ title ရဲ့ description ရယ်ပေါ့နော် description ကျတော့ကိုကြိုက်တဲ့ကိုဒီ video မှာဗာဒီတင်လဲပေါ့နော်blogger ဗာတယ်ဘယ်သွားလဲဗာညာတယ်ပေါ့နော်ဒီ description မှာတင်လိုက်ပါဒီကကျတော့title ပေါ့နော်ဒါကြလဲကိုထားခြင်းနဲ့စာလုံးလေးကိုထားလို့ရတယ်ပေါ့နော်စာလုံးတူဖြည့်တယ်ဘာမှမဖြစ်ပါဘူးသူကဒီမှာသူပြေးနေတယ်ပေါ့နော်ဒီမှာ100သူပြေးသွားပြီတကယ်လို့ဗီဒီယိုကြာရင်ကြာတယ်လို့စောင်းအောင်မယ်ပေါ့နော်ဒီမှာတော့ဒါချဲလို့လည်းရတယ်ပေါ့နော်ဒီမှာ100ပြေးသွားရင်သူဒီမှာအမတ်ပြတယ်ပေါ့နော်အဲ့ဒါဆိုရင်ဘယ်မှာနှိမ့်ရမလဲဆိုတော့ဒီမှာတစ်ခါကြာရင်ဒီနေရာမှာ public သူမထားတာဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ public now နှိမ့်ပြီးတော့စီဒီ evidence ကိုနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ more ဆိုတာစီးတယ်ပေါ့နော်ဘေးမှာအဲ့ဒါကိုကျွန်တော်တို့ချက်နှိပ်မယ် okay ကျန်တဲ့အကြောင်းတွေကတော့ကျွန်တော်နောက်မှပြောတော့မယ်ပေါ့နော်ဒါကတော့ discussion ခုနကတော့ရေးမယ်ဒါအတိုင်းရေးမယ် discussion ရေးမယ်ပေါ့နော်ဒါ conversation ရေးမယ်ရေးပြီးသွားလို့ရှိရင်ကျွန်တော်ဒီအောက်မှာစီးတယ်အဲ့ဒီ9ကိုကျွန်တော်တို့ချက်နှိပ်လိုက်မယ်ဒါအစေးရောက်ပါမယ်ပေါ့နော်ဒီ conversation နေကြတော့ပေါ့နော်ကိုပိတ်ထားလည်းရတယ်ဖွင့်ထားခြင်းလည်းရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီအောက်မှာပဲ9ကိုတစ်ချက်နှိပ်မယ်ဒီနေရာပေါ့နော်ဒီနေရာပြောတာပါဒီမှာ copyright check ပေါ့နော်ဗီဒီယိုစေလို့ရှိရင်ဒီနေရာမှာသူတုံညာနေပေါ့နော်100အထိပေါ့နော်သူပြေးနေတယ်အမျိုးပေါ့နော်တကယ်လို့ဒီလိုမျိုးအစိမ်းရောင်သူမပေါ်ဘူးအနီရောင်ပေါ်လို့ရှိရင်ဒီကျွန်တော်တို့ဒီဗီဒီယိုတစ်ပုဒ်မှာ copyright စီတယ်ပေါ့နော်ဒီလိုမျိုးအစိမ်းရောင်နဲ့အမတ်ချစ်ထားလို့ရှိရင်တော့ဒါ copyright လို့တယ်ကျွန်တော်တို့တင်လို့ရပြီပေါ့နော်တကယ်လို့အနီရောင်ဖြစ်လို့ရှိရင်တော့မရဘူးပေါ့နော်ဗီဒီယိုကဒီမှာသူပြနေလိုက်မယ်ပေါ့နော်အနီရောင်အဆက်တွေသူပြနေလိုက်မယ်ဒီနားမှာcopyright ပဲနားမှာမိနေလေအဲ့လိုမျိုးပေါ့နော် okay တကယ်လို့ copyright မမိဘူးဆိုရင်တော့ကျွန်တော်တို့ဒီအောက်ကို save နှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ပေါ့နော်ဒီအောက်ဆုံးမှာ public စီးတယ်ပေါ့နော်အဲ့ဒီ public ကိုတစ်ချက်လေးနှိပ်လိုက်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ Facebook မှာဗီဒီယိုရောက်သွားပါလိမ့်မယ်ပေါ့နော် okay ပါဒါတော့ဒီ copyrightစစ်တာ copyright ကြည့်တာပေါ့နော်မသိတဲ့လူတွေအတွက်ကိုကျွန်တော်ဒီနေ့ဗီဒီယိုတစ်ပုဒ်နဲ့လာလုပ်ပြပေးတာပဲဖြစ်ပါတယ်မသိတာပဲဖြစ်ပေါ့နော်မလဲတာပဲဖြစ်ကျွန်တော် comment မှာပဲလာရေးလို့ရသလိုဒီ menu စာမှာလည်းစာလာပို့လို့ရပါတယ် okay ပါ